ကျမတို့ရဲ့လူနေမှုဘဝတွေမှာနီးလျက်နဲ့ဝေးနေရတဲ့သူတွေရှိကြတယ်လို့ဘလောက်ပဲဝေးဝေးနီးနီးလေးဆိုသလိုမျိုးတွေလည်းရှိကြပါတယ်။တအိမ်နဲ့အတူနေကြတအိမ်ရတဲ့အတူအိပ်ပြီးအေးဆက်ဝေးကွာနေကြတဲ့သူတွေကိုမြင်ဘူးကြမှာပါ။ကျမမိတ်ဆွေတယောက်ကသူ့ရဲ့အကြောင်းကိုပြောပြခဲ့ဘူးတယ်။သူ့အဖေနဲ့အမေဟာသူငယ်ငယ်လေးတည်းကတယောက်နဲ့တယောက်စကားမပြောကြဘူးတဲ့။ထမင်းလဲတူတူမစားကြဘူးတခန်းနဲ့လဲအတူတူမနေကြဘူးသူ့ကိုထောက်ထားပြီးလင်မယားကွာရှင်းပြက်ဆဲတာတော့မလုပ်ကြဘူးတဲ့သူတို့မွေးထားတဲ့တူဒီသောသားကလေးမှာမိဆုံဖဆုံရှိစေခြင်းနဲ့ပေါ့လေပြောစရာရှိရင်သူကနေတဆင်ပဲပြောကြတယ်တဲ့စကားမပြောဘဲတအိမ်ထဲမှာနေကြတဲ့မိဘတွေကြောင့်သူဟာမပျော်ရွှင်ခဲ့ရပါဘူးတဲ့အရွယ်ရောက်တော့လဲမိဘတွေကြောင့်သူအိမ်အောင်မပြုတ်နိုင်ခဲ့ဘူးနောက်ဆုံးသူ့အမေကအသက်80ကျော်မှအရင်ဆုံးတယ်တဲ့နောက်3လလောက်ကြာတော့သူ့အဖေလည်းဆုံးသွားတယ်သူ့မိဘတွေဟာဘာကြောင့်ဒီလိုနေထိုင်သွားခဲ့ကြတာလဲဆိုတာသူလည်းနားမလည်နိုင်ခဲ့ပါဘူးတဲ့ဒီအကြောင်းကိုကြားရပြီးကျမလည်းနားမလည်နိုင်ခဲ့ပါဘူးကျမမိတ်ဆွေရဲ့မိဘတွေရွေးချယ်လိုက်တဲ့လမ်းဟာဘယ်သူမှမပျော်ရွှင်ရတဲ့လမ်းလို့ပဲထင်ပါတယ်တကယ်ဆိုစောစောစီးစီးလမ်းခွဲပြီးကိုဘဝနဲ့ကိုဆက်ရှင်သန်တဲ့နယ်လို့ထင်မိတာပါပဲဒါပေမဲ့လူတွေဟာခံယူချက်တွေမှမတူကြတာနော်ကျမတယောက်တည်းရဲ့အတွေးကတော့ပြန်ဆက်လို့မရအောင်ကြကွဲသွားရင်တယောက်နဲ့တယောက်အပြန်အလှန်ဒဏ်ရာတွေပြီးနေရမှာမျိုးဆိုရင်စောစောစီးစီးတွေကလမ်းခွဲလိုက်တာအကောင်းဆုံးလို့ထင်မိတာပါပဲဂုတ်ဘိုင်ပေါ့လေ